ဒီစပင်စခွားနေလူကကြည့်လိုက်ရင်တော့လူတစ်တယောက်လို့ထင်ရပါတယ်ဒါပေမဲ့သူဟာတကယ်ဝါရင်ပညာရှင်တယောက်ထင်မယ်လို့ဘသူကထင်ပါလဲလဲစလို့ကိုတစ်ချက်တည်းတိတိကျကျထိုးလိုက်ရုံနဲ့တင်သူ့ပြိုင်ဘက်ကိုအပိတိုင်အသက်ပြောက်သွားစေခဲ့ပါတယ်ပြိုင်ဘက်ကတနက်ထိုးပြီးချင်းချောက်တာတောင်မှသူကတော့သွေးပူလေးချင်းကလုံနေတယ်လို့ပဲ AACC ပဲဂိုင်းတွေဖြေရှင်းခဲ့ပါတယ်တကယ်တော့သူဟာအမေရိကန်စစ်တပ်ရဲ့ Marine တပ်ဖွဲ့ကဘိုးကြီးဟောင်းတယောက်ထင်နေလို့ပါသူဟာအမေရိကန်နိုင်ငံသားတယောက်ဖြစ်ပြီးအခုဂျပန်မှာ Stronghouse Sushi ကိုစားနေပေမဲ့လည်းတိုက်ပွဲဝင်ဖို့မွေးခွာလာသူတယောက်ရဲ့အရှင်းအဝါတွေကတော့ပျောက်ကွယ်မသွားသေးပါဘူးပြီးတော့အချိန်တိုအတွင်းမှာလည်းသူဟာယာကူဇာဂိုင်းချုပ်နေရအထိတက်လန်းနိုင်ခဲ့လို့ဒါကိုချလိုက်ရတဲ့သူတိုင်းအောင်းမြင်တက်သွားခဲ့ရပါတယ်ဒါပေမဲ့သူသားတွေအားလုံးကိုလုတ်ခဲ့တာကစီးစိမ်ဥစ္စာနဲ့ကြော်ကြားမှုတမဟုတ်ပဲသူ့ရဲ့ချစ်သူနဲ့မမွေးဖွားသေးတဲ့ရင်သွေးလေးကိုကာကွယ်ဖို့တပဲဖြစ်ပါတယ်ဒါဆိုနောက်ဆုံးမှသူဟာဘာလို့လဲဘလို့ဖြစ်ရတွေကသူ့ကိုဒီလိုမောင်မိုက်တဲ့လောက်ခါထဲတွန်းပို့ခဲ့တာလဲအိမ်သားချမ်းတိုင်နေတဲ့ဒီလူနာမည်က Nick လို့ခေါ်ပါတယ်သူဟာ Marine တပ်ဖွဲ့ကဘိုးကြီးတယောက်ချစ်ခဲ့ပေမဲ့လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကအမေရိကန်နဲ့ဂျပန်ကြား Pacific စစ်မျက်နှာမှာအပြစ်မဲ့တဲ့အရာသားတွေကိုမတိုက်ခိုက်ချင်တာကြောင့်တက်ပြီးဖို့ရွေးချယ်ခဲ့ပါတယ်ဒါပေမဲ့ကန်ဆူးချင်းတော့စိတ်အာရုံနောက်ကိုလိုက်ပြီးကားလွယ်ထွက်လာချိန်မှာပဲဂျပန်စစ်တပ်ရဲ့ဖမ်းဆီးခြင်းကိုခံလိုက်ရပါတယ်ဒီနေ့မှာတော့ Nick ဟာထုံးစံတဲ့အတိုင်းအင်ထားတွေတိုက်ချွတ်နေရင်ရေချိုးခန်းထက်ကနေထွက်လာတဲ့လူတစုကိုတွေ့လိုက်ရပါတယ်လူတိုင်းရဲ့မျက်နှာတွေကတင်းမာနေတာကြောင့်တခုခုတော့ဖြစ်တော်မယ်ဆိုတာကြည့်ုံနဲ့သိနိုင်ပါတယ် Nick ကထိချင်းစိန်နဲ့တွားကြည့်လိုက်တဲ့အခါလူကြီးရောက်အဝိုင်းခန့်ထားရတာကိုတွေးပြီးချက်ချင်းပဲဝင်ကြလိုက်ပါတယ်ကောင်းမှုခုထိုလို့ရဲ့အနေအဆအဆင်ပြေမယ်ဒါမှမဟုတ်ဖြစ်တန်တော်မယ်လို့သူထင်ခဲ့တာပါဒါပေမဲ့သူညာကိစ္စထဲဝင်ပါမိတဲ့အထက်အရာရှိတွေဝင်လာပြီးသူ့ကိုတရားလက်လွတ်ရိုက်နှက်သွားမယ်လို့ဘသူသိမှလဲအဲ့ဒီနောက်မှာတော့ Nick လည်းတင်ချင်စားရသွားပြီးသူကလေးတဲ့လူရှိရအခန်းထဲကိုပဲပြောင်းရွှေ့ခံခဲ့ရပါတယ်အဲ့ဒီလူရဲ့နာမည်ကကိုရှီလို့ခေါ်ပါတယ်ဒါပေမဲ့ကိုရှီကတာမန်အကျဉ်းသားသူဟာနာမည်ကြီးရခုစားခိုင်တစ်ခုကထိတ်တန်းခေါင်းဆောင်တစ်ယောက်ဖြစ်နေပါတယ်ပြီးတော့ခုနကသူ့ကိုရှင်းပြဖို့စ조사တဲ့သူတွေကတော့ထောင်ထဲမှာအခွင့်ကောင်းယူပြီးလောက်ကျန်ချင်နေကြတဲ့ပြိုင်ဘက်ကိုင်ကလက်ပါစီတွေပါဒီအချိန်ကနေလွတ်မြောက်ဖို့အတွက်ကိုရှီက Nick ကိုအကူအညီတစ်ခုတောင်းခဲ့ပါတယ်အဲ့ဒါကတော့ထောင်ဖောက်ဖို့ပါပဲငါကိုတတိချင်းအောင်ဆောင်တဲ့အခါမင်းချက်အဆောင်တွေကိုခေါ်ရမယ်ဘာလို့လဲဆိုတော့မင်းသားမိနစ်နဲ့လောက်နောက်ကျသွားရင်ငါတကယ်အထက်ထွက်သွားနိုင်လို့ပဲနောက်ပြောင်းနေရမဟုတ်ဘူးနော်ငါစီးရုံရောက်ပြီဆိုလာနဲ့အပြင်ကငါမိသားစုက